လိုက်နေတော့ဖဲပါဖဲတော့မှဆိုင်ရောက်ပြီနော်ဟုတ်လားဒီဘာရတစ်သားပဲရတစ်သားပဲရကျွန်တော်တို့ရန်ကုန်မှာရိုက်တာအားမရလို့ပကံတိလာရိုက်တာပဲဖြစ်ပါတယ်ဒီမောင်လေးနဲ့ဖုန်းခဏခဏပြောတယ်။သူကျတော့ပြန်လဲပြန်တယ်။သူလည်းအားနာလို့ဟုတ်ကဲ့ပါ။ကျွန်တော်တို့ရဲ့ရေကူးချန်ပီယံနေအားဆိုရင်တော့အခုဆိုရင်တော့ရေကူးနေပါပြီ။ဟုတ်ကဲ့မောင်ကဒီမှာလက်ကကူးတယ်။ကျွန်တော်တို့ရဲ့စီးတော်ရင်လေးရောက်လာပြီတက်လို့ရပြီတက်ပါကျမက live ပေါ်မှာဒီဟောတိတ်နေအောင်တော့တက်တော်တော့တစ်ခုတက်နေတယ်ပုံစံနဲ့မျိုးဘူးကြီးသားရေဟောလို့စီလေးကွာနေလို့ဆိုပြီးတော့အရွေးလုံကတော့ဘယ်ရောက်သွားတာမခေါက်ခုညောင်းရတာရောက်သွားကြည့်ပါဖြစ်ပါတယ်ဘာသာမှလည်းပြောနံပါတ်ချီဟုတ်ကဲ့ဟုတ်โอเคဟုတ်နံပါတ်ချီနဲ့ဟုတ်ကဲ့သားမှဖြစ်ပါတယ်ဟုတ်ပါပြီဟိုတယောက်ကကြတော့ဝက်ပုံမမေကကြတော့အသားချုပ်ချက်စားဖို့စိတ်ကလေးစား โอเคသမီးကလည်းစိတ်ကလေးစားပါပဲကဲပြကြလို့ရှိရင်ပွဲတွေရိုက်ပြမယ်အရန်ဆက်လုပ်ကောင်းတယ်ကဲလက်ကားကျွေးလိုက်ပြီမေးရမယ်လက်ပတ်စီတော့မတွေ့နိုင်နော်ဆိုင်မှာကြတော့အသားကိုကြိုက်တဲ့အသားတစ်ခုရမယ်ပြီးတော့အရင်ဟင်းကဒီတိုင်းချောင်းလေးကြိုက်တဲ့လောက်ကြိုက်တဲ့လောက်တူမင်းကိုကြိုက်တဲ့လောက်အရင်ရတော့ဆုံးနေချင်တယ်ဒါကရှင်းဟင်းချုပ်ပြင်မယ်ဒါကြတော့အသေးလေးအစုံပဲဟင်းချုပ်ပြင်ဒါတော့ဒါမြင့်ဖြစ်နေတယ်မြင့်တော့ဒါကြတော့ပဲဒီမှာချင်မောင်ရဲ့ဘုံချင်းရတဲ့မျိုးတီးငပိဦးတီပဲသွေးနော်ဒါကြတော့လည်းလက်ပတ်ချင်းပဲပြင်မယ်ဒါကြတော့စနာလက်ပတ်ပွဲပုံရင်ကြီးလက်ပတ်ပွဲနဲ့ပုံရင်ကြီးနဲ့ဟုတ်တယ်ဒီမှာဆက်လိုက်ရတော့ဟိုမှာနံပါတ်ချင်းပြီးဖြစ်အေးစီပြန်မယ်โอเคဖြစ်အေးစားပါစားလိုက်ပါဦးမယ်ဆရာမပါလမ်းရှင်းနေတဲ့ရွှေသီးကုန်းပဲဖြစ်ပါတယ်ညာချမ်းလေးပါကျွန်တော်တို့ကသူစီစဉ်ရတော့ဒါပါပဲဒီနေ့ကနေနေရနော်နေနေအားပါရပဲချိန်လိုက်တာပဲဒါပေမဲ့နေနေကျွန်တော်တို့ဒီသားစု9ယောက်တယောက်ကျန်ခဲ့6ယောက်ပေါ့နော်9ယောက်ပဲပါတယ်ဟိုကတော့ကျွန်တော်တို့မားလို့ပါရောက်နေပဲဖြစ်ပါတယ်ဟိုးတောင်ကနေနေပဲသုံးတာပါခဲပြည့်ရဲ့အချိန်ဒီဘာညာအောက်တော်လေးကို